ကိုကြီးဘယ်ဦးသွားလဲကိုဒီမှာလေဒီကြောင်းလေးတွေသွားတယ်လေနည်းနည်းတိခံမေဦးနော်ခြေပြားရောက်လားခြေပြားရောက်လားရောက်တယ်နော်ခဏလေးနော်ရပြီနာပါလားနာဦးနော်ဟုတ်ပြီခဏလေးနော်ရတယ်ကိုကြီးပက်လက်လန်ပေးပါခဏဒီမှာဆော့ဆော့ဖနှောင်းတန်တုံးလို့တဘူတော့တော်တော်ခက်တယ်ဒီမှာအပေါ်တက်လာလို့ရပြီနော်ပထမတော့လေဒီလိုခြေထောက်ကိုလှန်တင်လိုက်ရင်လေဒီဖနှောင်းကြီးမှာဆွဲထားတယ်လို့ခံစားရတယ်လေဟုတ်လားထိသွားတယ်ပြောပါချိန်မချိန်မလေးသွားတယ်ဟုတ်ဒါလေးခြေထောက်ချောင်းသွားနော်ကဲဒါလေးတွေကဖယ်သွားတယ်လို့စမ်းပါချိန်မသွားတယ်ဟုတ်တယ်ပြေးလာကိုဒါလေးနေတာပြေးတယ်လို့ခံစားရတာရှာဟုတ်တယ်ရောင်းလို့ပြီညောင်းကြီးတယ်ဟုတ်တယ်နည်းနည်းလေးတိခံပြီနော်မင်းစားထားတာကြာပြီကြာပြီဒီလာလေခြေထောက်